တဝဲလေးလေးနဲ့အမော်ရီကိုဆဲဆူနေတဲ့နေ့တွေပြန်ရောက်လာပြန်ပြီလားပရိသတ်များမင်္ဂလာပါအော်တိုဘာလ4ရက်နေ့ကတည်းကနေပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့ထိငါးပွဲစရိုက်ရှုံးပွဲမရှိခဲ့တဲ့ United တို့ကတော့အမော်ရီလက်ထက်ပုံစံကောင်းတွေပြန်ရပြီလားတွေးခဲ့ကြပါတယ် United fan အနေနဲ့တလားကြလောက်ပြန်မဲ့ပရိသတ်တွေနဲ့မင်းပါလဲငါပါလေးတွေမေးလို့ရခဲ့ကြတာပါဒါပေမဲ့လည်းနိုဝင်ဘာလ25ရက်နေ့မှာရုပ်ကြီးဆိုသလိုရှုံးပွဲတစ်ပွဲနဲ့ပြန်လည်ကြုံတွေ့ခဲ့ရပြန်ပါတယ်United အတွက်ရှုံးပွဲတစ်ပွဲဟာတိတ်ပြီးတော့ထူးဆန်းတဲ့အရာတစ်ခုမဟုတ်ပေမဲ့လည်း United ရှုံးခဲ့တဲ့အရှုံးကမျက်နှာမဖော်ရဲလောက်ဖြစ်ခဲ့တဲ့အရှုံးမျိုးပါဘလို့ရှုံးမျိုးလဲဆိုရင်ကိုအသင်းသားအချင်းချင်းရန်ဖြစ်လို့အနီးကဲပြားသားထုတ်ခံရတဲ့တယောက်ရော့ Everton အသင်းကိုအင်ကွင်းမှာရှုံးတဲ့အရှုံးဖြစ်နေလို့ပါ United တော့ကတော့နိုင်ပွဲရရင်အဆင့်4နဲ့အဆင့်5နေရာရက်တီခွင့်ရမှာဖြစ်ပေမဲ့လည်းရှုံးပွဲတွေ့သွားခဲ့လို့အဆင့်ရက်တီမှုကအဆင့်10နေရာကိုရောက်ခဲ့ပါတယ် United တင်အဆင့်14နေရာလောက်ကနေ3ပွဲစတက်အနိုင်ရခဲ့လို့အဆင့်6နေရာထိတက်ရောက်နိုင်ခဲ့ပြီးအမှတ်ပေးစရာအထက်ပိုင်းကအသင်းတွေနဲ့ရမှတ်ကွာဟောင်းမှုကတော်တော်လေးကြီးမြောင်းခဲ့ပါတယ်ဒါပေမဲ့လည်း Premier League နောက်ဆုံး3ပွဲဆက်မှာရသင့်ရထိုက်တဲ့9မှတ်ထဲက2မှတ်သာရခဲ့လို့အဆင့်2နေရာလောက်ထိအမြင့်ဆုံးတက်လှမ်းနိုင်မယ့်အခွင့်အရေးတစ်ခုကိုလက်လွတ်ခဲ့ရပါတယ်ဒီလိုဆိုတော့ United fan တွေအတွက်လှုပ်ရှားတစ်ခုပဲရှိပါတယ်အရင်လိုပဲ Amorim ကိုဆဲဆိုကြပြီးဒီနည်းပြကအသင်းကိုလမ်းကြောင်းမပေါ်ဆွဲတင်ပေးနိုင်ခြင်းမရှိဘူးလို့သာပြောလိုက်ကြပါ United ကတော့အဆင့်10နေရာမှာရပ်တည်နေပြီးဒီအဆင့်ရက်တည်မှုတွေက United အတွက်နောက်ပိုင်းနှစ်တွေမှာရက်တည်နေကြအဆင့်ရက်တည်မှုလို့ပဲဆိုရမှာပါ United တင်ကဒီ level တစ်ခုကိုရောက်နေတာတော့နီးပြကြောင်းလို့ပြောလို့လည်းရသလို United တင်ကဒီ level တစ်ခုကိုရောက်နေရကနီးပြကြောင်းလို့လည်းပြောလို့နီးပြကြောင်းလို့လည်းပြောလို့လည်းရသလိုအသင်းရဲ့လူစင်းတစ်ခုကြောင်းလို့လည်းပြောနိုင်ပါတယ်United တင်ကပြီးခဲ့တဲ့အပြောင်းရွှေ့မှာတိုက်စစ်ပန်း3ဦးအတွက်မြန်မာတွေပြောင်းရွှေ့ခြင်းတည်းအသုံးပြုခဲ့ပေမဲ့တနေရာကိုဒါတော်မီကစားသမား2ဦးမရှိတဲ့ပြဿနာကိုကြုံတွေ့ခဲ့ရပါတယ်။ကိုညာမပါနိုင်ခြင်းမှာသူ့ရဲ့နေရာအစားထိုးနိုင်မဲ့ကစားသမားမရှိသလိုစက်ကိုနာသွားခြင်းမှာလည်းအစင်မပြေမှုထက်ကြုံရပြန်ပါတယ်။ဒါပြင်တပူပေါ်တပူဆင့်ရမယ့်အခြေအနေကို United တို့ထပ်မံကြုံတွေ့သွားရမှာပါ။အဲ့ဒါကတော့ United တင်ကလာမယ့်ဒီဇင်ဘာလအတွင်းမှာကျင်းပတော့မယ်အာဖရိကဖလားပြိုင်ပွဲအတွက်ခြေစွမ်းအပြဆုံးကစားသမားတွေဖြစ်ကြတဲ့အပွင့်မူအမတ်ဒီယာလိုနဲ့Max Sarawi တို့ကိုလက်လွတ်ရမှာဖြစ်ပါတယ်။ဒီပြဿနာရက်တွေကို United အသင်းဘယ်လိုဖြေရှင်းမှာလဲ။တနေရာကိုတောင်မီကစားသမား2ဦးမရှိတဲ့ပြဿနာရက်တွေကို United တို့ဘယ်လိုရင်ဆိုင်သွားမှာလဲ။တရားတာကတော့ဒီကာလမှာ Amorim အတွက်ဖြေမရှိဘူးဆိုရင်တော့ United အသင်းရဲ့အဆင့်ရက်တီမှုကဒီထက်ဆိုးရွားဖို့သာရှိပါတယ်။ဒီဗီဒီယိုလေးရဲ့လောက်ပါပဲ။နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ပါမယ်။